မင်္ဂလာပါအပတ်စဉ် season တစ်ဆက်ပေးနေတဲ့ Friday Crime season ကနေပြန်လည်ကြိုဆိုပါရစေဒီ season ကတော့မြန်မာနိုင်ငံအတွင်းမှာဖြစ်ပွားခဲ့တဲ့တပတ်အတွင်းမှုခင်းသတင်းတွေကသတင်းချို့ကိုကောက်နှုတ်တင်ဆက်ပေးတဲ့ season ပဲဖြစ်ပါတယ်ကျွန်တော်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်နဲ့မန္တလေးမြို့တွေမှာသတင်းချို့ကာလမှာမိဘုံပြန်နေလွှတ်တင်ခဲ့တဲ့အတွက်မီးလောင်မှုချို့ဖြစ်ပွားခဲ့ပါတယ်အော်တိုဘာ6ရက်နေ့သတင်းကြိုလာပြီးနေ့ညကရန်ကုန်နဲ့မန္တလေးမြို့တွေမှာမီးပုံးပြန်ပြတ်ကျခဲ့တဲ့အတွက်နေအချို့မီးလောင်ပျက်စီးခဲ့ပါတယ်။မန္တလေးမြို့မှာတော့အော်တိုဘာ6ရက်နေ့ကမီးလောင်မှု2နေရာဖြစ်ပွားခဲ့တယ်လို့သိရပြီးချမ်းပြေးတာစီမြို့နယ်62လမ်းနဲ့63ကြား100နဲ့103ညမှာရှိတဲ့နေအိမ်တစ်လုံးကတော့ည8နာရီကျော်ချိန်ကမီးစတင်လောင်ကျွမ်းခဲ့ပြီးည9နာရီကျော်ချိန်ထိမီးငြိမ်းသက်ခဲ့ရတယ်လို့သိရပါတယ်။မီးတပ်တပ်ဖွဲ့ကတော့အဆင့်2 level 2ဖြစ်သတ်မှတ်ခဲ့ပြီးမီးလောင်မှုအကြောင်းရင်းကိုစီစစ်နေစေဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။လာတူပဲတန်လင်းမြို့နယ်မှာလည်းမီးပုံမြန်ပြတ်ကျနေမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပေမဲ့ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့စစ်တပ်လက်အောက်ခံမီးတပ်တပ်ဖွဲ့ကတော့သတင်းထုတ်ပြန်ပါတယ်။မန္တလေးမြို့မှာဖြစ်ပွားခဲ့တဲ့မီးလောင်ကျွမ်းမှုမှာတော့ဆိုလာပြားပေါ်မီးပုံမြန်ပြုတ်ကျခဲ့တာဖြစ်ပြီးဆိုလာပြားကနေမီးစတွေလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့မျက်မြင်တွေ့ရှိသူတဦးကတော့ပြောပါတယ်။ဆိုပါမီးလောင်မှုကိုတော့ပါဝင်ကူညီနှိမ့်သက်ပေးခဲ့ကြတဲ့မီးတပ်တပ်ဖွဲ့ဝင်9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့စစ်တပ်လက်အောက်ခံမြန်မာနိုင်ငံမီးတပ်တပ်ဖွဲ့ကတော့ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့သတင်းထုတ်ပြန်ထားပါတယ်ကျွန်တော်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းတစ်ပုဒ်ကတော့ရန်ကုန်မြို့မှာမူရစေဝါတွေကိုအများပြည်သူမြင်ကွင်းရှေ့မှာသုံးစွဲနေပေမဲ့စစ်ကောင်စီကဖမ်းဆီးရေးယူတာတွေမရှိဘူးလို့ဒေသခံတွေကပြောပြပါတယ်ရန်ကုန်မြို့လေကောင်ပန်းဆိုးရန်ဒရာစစ်မှာမြို့သားတအုပ်စိတ်ကြွယူသွစေပြကိုလူများမြင်ကွင်းမှာသုံးစွဲနေတဲ့ရုပ်သံဖိုင်တစ်ခုလူမှုကွန်ရက်မီဒီယာများပေါ်မှာပြန့်နှံ့လာခဲ့ပါတယ်။ဆိုပါရုပ်သံမှတ်တမ်းအရလမ်းဘေးမှာမြို့သားတအုပ်ဟာမူရစေဝါသုံးစွဲနေတာကိုရှင်းလင်းစွာတွေ့မြင်ရပြီးမြို့လေကောင်မှာအများပြည်သူသွားလာရတဲ့နေရာမှာပေါ်ပေါ်ထင်ထင်စေးသုံးစွဲနေပေမဲ့ဖမ်းဆီးမဲ့သူမရှိဘူးလို့ရက်ကွက်နေပြည်သူတွေကပြောပါတယ်။ရန်ကုန်မြို့မှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမူရစေဝါသုံးစွဲသူတွေရက်တောက်သုံးသူတွေကိုတော့ဖမ်းဆီးတာနေပါပြီးလက်ဖက်ရည်တစ်ခွက်2000ကျပ်ဖြစ်နေတဲ့အချိန်မှာစေပြားတစ်ပြားကတော့ငွေ1500ကျပ်သာပေးရတယ်လို့ရန်ကုန်မှာနေထိုင်ကြတဲ့လူငယ်တွေကပြောပြပါတယ်။စေသမားတွေများပြားလာတဲ့အတွက်ရန်ကုန်မြို့ရဲ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးကိုစိုးရိမ်တကြီးမေကွန်းထုတ်ဝေဖန်နေကြပေမဲ့နေ့စဉ်မူရတောက်စားပြီးကားတိုင်းမှုတွေလူရဲမှုတွေဖြစ်ပွားနေပေမဲ့ကျူးလွန်သူတွေကိုတော့ဖမ်းဆီးနိုင်တာမရှိဘူးလို့ဒေသခံတွေကပြောပါတယ်။နောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့ကတော့တန်လင်းမြို့မှာတိုက်စီသမားတအုပ်ကိုလူငယ်2ဦးကဓာတ်နဲ့အချက်30ကျော်ထိုးတက်ပြီးတော့တိုက်စီလူသွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။တန်လင်းမြို့နယ်ပြည်လဝါ6လမ်းသွားကားမှတ်တိုင်မိုင်တိုင်းအမှတ်8မိုင်နီးမှာရှိတဲ့အမှတ်ပုံနီးမှာမြို့သားတအုပ်ထိုးသွင်းတန်ရာ31ချက်နဲ့တေဆုံးနေတာကိုအောက်တိုဘာ6ရက်နေ့နေ့လယ်17နာရီကျော်အချိန်ကပတ်ဝန်းကျင်ကတွေ့ရှိခဲ့ပါတယ်။တေဆုံးခဲ့သူကတော့အသက်56နှစ်အရွယ်ဦးစံသိန်းဆိုသူဖြစ်ပြီးတာကေတာမြို့နယ်အမှတ်3ရန်ပြေရက်ကွက်ရန်ပြေ18လမ်းမှာနေထိုင်တဲ့သူဖြစ်တယ်လို့သိရပါတယ်။တေဆုံးသူဟာအော်တိုဘာ9ရက်ညနေ9နာရီကနေအိမ်ကထွက်ခွာသွားတာဖြစ်ပြီးည9နာရီထိပြန်မလာတဲ့အတွက်မိသားစုဝင်တွေကတာကေတာမြို့မှာရဲစခန်းကိုသွားရောက်အကူအညီတောင်းခံခဲ့ကြပါတယ်။လူတက်ခဲ့တဲ့လူငယ်2ဦးကတော့အသက်18နှစ်အရွယ်သားရှိသေးတဲ့ထက်ရှိုင်းစော်နဲ့အဝေဦးတို့ဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီကတော့လူရဲတပ်ဖြတ်ခဲ့သူတွေကိုဖော်ထုတ်ဖမ်းဆီးစစ်ဆေးရမှာတော့အော်တိုဘာ9ရက်ည8နာရီကျော်ချိန်ကတန်လင်ကြက်ခောက်ဖျားပွဲကနေကားငှားလာတာဖြစ်ပြီးဦးစံသိန်းကိုတော့တန်လင်ကြက်ခောက်ဖျားကားလမ်းဆယ်မြောင်းကုန်းထိပ်နီးမှာလူရဲတပ်ဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။တန်လင်မြို့နယ်စစ်ပင်ငင်းကျေးရွာတောင်ဘက်ကွင်းနေအသက်18နှစ်အရွယ်ထက်ရှိုင်းစော်နဲ့သုံးဝါမြို့နယ်ပလဲစံပြကျေးရွာအဆောင်မှာနေထိုင်တဲ့အသက်18နှစ်အရွယ်တပ်ဝေဦးတို့ဖြစ်တယ်လို့အာဏာသိမ်းစစ်တပ်ကကြေညာထားပါတယ်။သူတို့ဆုံးဖြတ်ခဲ့တဲ့ပစ္စည်းတွေကိုလည်းစစ်ပင်ကွင်းကျွေးရနေချောင်းသက်ကွင်းမှာရှာဖွေတွေ့ရှိခဲ့ပြီးလူတက်ခဲ့သူ2ဦးကိုတော့တန်လင်းမြို့မှာရဲစခန်းကရာဇသတ်ကြီးပုံမှ302/39နဲ့
မှုဖွင့်စစ်ဆေးနေတယ်လို့သိရပါတယ်ကျွန်တော်နောက်ဆုံးတင်ဆက်ပေးမယ့်သတင်းတစ်ပုဒ်ကတော့ရန်ကုန်မြို့လယ်ကောင်မှာမျိုးသမီးတဦးကိုအမျိုးသားတဦးနဲ့သူ့ရဲ့ချစ်သူရည်စားဆိုတဲ့ကောင်မလေးနဲ့ပူးပေါင်းပြီးတော့အလောင်းဖျောက်ဖျက်တက်လိုက်တဲ့အမှုကိုစစ်ကောင်စီကမိပြီဆိုပြီးတော့သတင်းထုတ်ပြန်ထားပါတယ်အော်တိုဘာ6ရက်နေ့နနက်10:00နာရီကျော်အချိန်ကဗန်ရမ်မြို့နယ်အမှတ်17ရပ်ကွက်မှာရှိတဲ့ Beauty Land Hotel 9 လွှာအခန်းအမှတ်9နဲ့ဗရန်ပေါက်ပြင်မှာအသက်ခံထားရတဲ့အသက်23နှစ်အရွယ်မဆုမြဝဲအလောင်းကိုဒေသခံတွေကတွေ့ရှိခဲ့ပါတယ်။ဆုံးခဲ့တဲ့အမျိုးသမီးဟာပဲခူးတိုင်းနလင်းမြို့နယ်မှာနေထိုင်သူဖြစ်ပြီးလူသက်မှုကျွလွန်ခဲ့သူကတော့တာဂီရာမြို့နယ်အမှတ်9အရှိရပ်ကွက်မှာနေထိုင်သူအသက်18နှစ်အရွယ်အောင်ခန့်ကျော်စင်ဖြစ်ပြီးအလောင်းဖျောက်ဖျက်ပေးခဲ့သူကတော့ကြီးသားဖြစ်သူဗန်းမြို့နယ်နေအရှိရှိကွန်လာရပ်ကွက်အောင်ချမ်းသာအိမ်ယာမှာနေထိုင်သူအသက်18နှစ်အရွယ်အင်မောင်အောင်တို့နှစ်ဦးကပေါင်းပြီးတော့အလောင်းဖျောက်တပ်ဖြစ်ခဲ့တာဖြစ်တယ်လို့ဖတ်ဆိုထားပါတယ်။အော်တိုဘာ9ရက်နေ့ကလီဒါအမည်ရှိတဲ့ Telegram Channel မှာတဆင့်မဆုမြဝင်းကိုပျော်ပါရန်အတွက်အခါကျင်းငွေပေးပြီးဆက်သွယ်ခေါ်ယူခဲ့ကအဆိုပါဟိုတယ်အခန်းအမှတ်9နှစ်မှာပျော်ပါခဲ့တာဖြစ်တယ်လို့သိရပါတယ်။လူသက်မှုကျွလွန်ပြီးနောက်အောင်ခန့်ကျော်စင်ဟာရည်စားဖြစ်တဲ့အင်မောင်ကိုဟိုတယ်သို့ခေါ်ဆောင်ခဲ့ပြီးအခန်းအတွင်းမှာပေးချင်နေတဲ့သွေးနဲ့တန်ရှင်းများပြုလုပ်ခဲ့ကအလောင်းကိုဖျောက်ဖျက်ခဲ့တာဖြစ်ပါတယ်။သက်ဆိုင်ရာကတော့အောင်ခန့်ကျော်စင်ကိုတွားရောက်ရှာဖွေရမှာသူဝစ်စင်အသုံးပြုခဲ့တဲ့အဝယ်စားတွေစတီးဓာတ်2ချောင်းနဲ့တေဆုံးသူကင်ဆောင်တဲ့လက်ကင်ဖုန်းတစ်လုံးပါဝင်လက်ကင်ဖုန်း3လုံးနဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်စီရမိခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ဆိုပါမျိုးသမီးကိုအခန်းအတွင်းမှာတပ်ဖြတ်နေစဉ်အချိန်မှာပဲဆိုပါမျိုးရဲ့ခေါင်းနဲ့အုံနေရန်စောင့်မိခဲ့တဲ့အတွက်အုံနေရန်အချို့ကြွေကြပျက်စီးခဲ့ပါတယ်။တကူကန်းကလည်းဟိုတယ်အခန်းချက်ကောက်လုပ်တဲ့အချိန်မှာတော့အဆိုပါအုံနေရန်ဘုံငွေ9000ကိုတောင်းခဲ့ပေမဲ့အခန်းကိုတေချာစစ်ဆေးခဲ့တာမရှိဘူးလို့သိရပါတယ်။ယခုကဲ့သို့အသက်ငယ်ငယ်ရွယ်နဲ့ရဲဆက်ဆက်တပ်ဖြတ်ပုံတွေဟာငွေစေဝါတစ်ခုခုသုံးဆွဲထားလို့သာအခုလိုလုံနိုင်တယ်လို့မှုကင်းရဲရရှိတူကသုံးသပ်ပြောကြားထားပါတယ်။ရန်ကုန်တိုင်းအတွင်းမှာငွေစေဝါတွေအလွန်ကျွံပေါ်များနေပေမဲ့အာဏာသိမ်းစစ်တပ်ကတော့ထိထိရောက်ရောက်ဖမ်းဆီးရေးယူတာတွေမရှိသေးဘူးလို့ဒေသခံတွေကပြောပါတယ်။အခုကျွန်တော်စီစဉ်တင်ဆက်ပေးခဲ့တဲ့သတင်းတွေကတော့တပတ်တွင်းမြန်မာပြည်မှာဖြစ်ပွားခဲ့တဲ့မှုကင်းသတင်းတွေရဲ့သတင်းချို့ကိုကောင်းတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒီစီစဉ်ကိုတော့ကျွန်တော်တို့ BB ဗမာတိုင်းသားတန်ရဲ့ Facebook, YouTube, TikTok နဲ့ Telegram Channel များမှာအပတ်စဉ်ည7:00နာရီတိုင်းထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဖို့တော့ပါ။